ဒီကြားဖြတ်လုပ်ငန်းကိုစတင်ပေါ်ပေါက်လာဖို့အတွက်ဒီနေရာဒီဒေသတွေမှာယင်းနှိမ့်မြုပ်နှံမှုလုပ်တဲ့အဖွဲ့အစည်းတွေဒီလိုယင်းနှိမ့်မြုပ်နှံမှုမျိုးတွေကိုခွင့်ပြုခဲ့တာနေပြည်တော်ကခွင့်ပြုခဲ့တာပဲလေဒီကြားဖြတ်ငွေလိမ်တဲ့လုပ်ငန်းပေါ့နော်ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဒီ scam center တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကရင်လူမျိုးကရင်ဒေသမှာဖြစ်တဲ့လုပ်ငန်းတွေကနိုင်ငံတကာရဲ့အာရုံစူးစိုက်မှုကိုရရှိလာတာနဲ့အမျှနော်ကျွန်တော်တို့လူမျိုးတွေရဲ့သိက္ခာတမျိုးသားလုံးရဲ့သိက္ခာတော်လှန်ရေးတစ်ခုလုံးရဲ့သိက္ခာကျွန်တော်ထင်တယ်ကျွန်တော်တို့အန်ဒီကြီးမားတဲ့အနေအထားကိုတော့ရောက်နေပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်တို့သိက္ခာကြရတဲ့အနေအထားမျိုးอ่ะအဲ့ဒါကဘာဖြစ်လို့လဲဆိုတော့တချို့သောဒီလုပ်ငန်းတွေကိုအကအကွယ်ပေးနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကကျွန်တော်တို့ကရင်တွေနဲ့ပတ်သက်နေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တယ်နော်ဆိုတော့အဲ့ဒီကရင်တွေနဲ့ပတ်သက်နေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းတစ်ဖက်ကကြည့်မယ်ဆိုတော့လေသူတို့ကစစ်ကောင်စီနဲ့ဒါမှမဟုတ်စစ်ကော်မရှင်နဲ့ပေါ့နော်ဒီစစ်ကော်မရှင်ဒီစစ်ကောင်စီစစ်အုပ်စုနဲ့လည်းတိုက်ရိုက်ပတ်သက်နေပြီးတော့တချို့ဆိုလို့ရှိရင်တော့စစ်အုပ်စုကတိုက်ရိုက်မွေးဖွားပေးလိုက်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တယ်နော်ဆိုတော့ဥမာတော့ border guard ကဲ့သို့အဖွဲ့အစည်းပေါ့နော်နေကြားဆောင်တပ်ကဲ့သို့အဖွဲ့အစည်းမျိုးပေါ့ကရင်နေကြားဆောင်တပ်ဒါပေမဲ့နိုင်ငံတကာမှာကတော့သူတို့မှာဒီမှာကရင်လက်နက်ကိုင်အဖွဲ့အစည်းဆိုလို့ရှိရင်ဘယ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းကတော့တကယ်တော်လှန်ရေးလုပ်ပါတယ်ဘယ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းကတော့စစ်ကောင်စီနဲ့ပေါင်းပါတယ်ဆိုတာကိုနိုင်ငံတကာမှာတော့တာမန်လူထုကဖို့အတွက်အမြဲတမ်းခက်ခဲတယ်လေဒါတွေကိုအကုန်လုံးအသေးစိတ်သိပြီးတော့ခွဲခြားမြင်နိုင်ဖို့ခက်ခဲတယ်ဆိုတော့ဖက်ကကြည့်ရင်တော့ကျွန်တော်တို့လူမျိုးတစ်မျိုးလုံးရဲ့ပုံရိပ်ကကျဆင်းတယ်နိုင်ငံရေးသိက္ခာလည်းကျဆင်းတယ်ကျွန်တော်တို့တော်လှန်ရေးသိက္ခာလည်းကျဆင်းတယ်ဒါကတော့ကိုကျိုးစီးပွားကိုသာဦးစားပေးပြီးတော့လက်နက်ကင်နေတဲ့တချို့သောကရင်အစုအဖွဲ့တွေကြောင့်မလို့ကျွန်တော်တို့ဖြစ်ရတယ်လို့ကျွန်တော်တို့ကြံပြအပြင်တော့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့ရဲ့အနေအထားဒုတိယတစ်ခုကတော့ကျွန်တော်တို့ခုနကရင်လက်နက်ကင်အဖွဲ့အစည်းတွေမှာတော့မှကရင်မျိုးသားအစည်းအရုံးကဲ့သို့သောကဲတော်လှန်ရေးလုပ်နေတဲ့အဖွဲ့အစည်းနဲ့တခြားသောစစ်ကောင်စီနဲ့ပတ်သက်နေတဲ့မြန်မာစစ်တပ်နဲ့တိုက်ရိုက်တော်၎င်းတွယ်ဝိုက်တော်၎င်းပလဲပနံတင်နေကြတဲ့တချို့သောပြင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ခွဲမြင်မှုအတွက်ကနိုင်ငံတကာအတွက်ကတော့ဒါသူတို့မှာအဲ့လောက်ခွဲမြင်နိုင်တဲ့အနေအထားမရှိတဲ့အတွက်ကြောင့်မလို့တချို့ဆိုလို့ရှိရင်အထူးသဖြင့်တာမန်ပြည်သူလူထုဆိုရင်တော့ရောပြီးတော့မှကရင်ဒေသတစ်ခုလုံးဘာမှမဟုတ်ရင်လည်းကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးဆိုပြီးတော့ပုံရိပ်ဖြတ်ချင်တာလည်းကျွန်တော်တို့တွေ့ရပေါ့နော်ဒါဒုတိယအချက်အဖွဲ့အစည်းနဲ့ပတ်သက်တာပါတတိယအချက်ကျွန်တော်လည်းပြောချင်တာကတော့ဒီမှာဘာလဲဆိုတော့ဥပမာအခုဒီကြားဖြတ်လုပ်ငန်းတွေငွေလိမ်ကိုင်းတွေနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ခဏဒီကြားဖြတ်ငွေလိမ်ကိုင်းမှာရောင်းစားခံရတဲ့လူတွေနော်ငွေလိမ်တဲ့ကိစ္စကိုကိုယ်တိုင်လုပ်နေကြတဲ့လူတွေကိုမိတာတို့ပြန်ပို့တာတို့ဖမ်းတာတို့ပြန်ပို့တာတို့လုပ်တာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီဟာတွေကအခုဒီလုပ်ငန်းတွေမှာပါဝင်ပြီးတော့ရင်းနှီးမြှုပ်နှံပြီးတော့ဒီလိုအဆောက်အဦတွေဆောက်နော်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီးတော့လုပ်နေတဲ့အတိုင်းဒါကျွန်တော်တို့ဘယ်ကရင်အဖွဲ့အစည်းမှလုပ်နိုင်တဲ့အနေအထားမှမရှိဘူးကျွန်တော်ဆိုလိုချင်တာကနိုင်ငံတကာတိုင်းပြည်တစ်ခုရဲ့အစိုးရအဆင့်နော်အစိုးရအကဲ့သို့သော authority ပေါ့ဒီလိုအာဏာပိုင်အဖွဲ့အစည်းတွေရဲ့ပါဝင်ပတ်သက်မှုမဟုတ်ဘဲနဲ့ဒါတွေကလုပ်လို့မရနိုင်ဒါကျွန်တော်တို့ပြောလို့ရတယ်ယတိပြပြောလို့ရတယ်ဒုတိယတစ်ချက်ကတော့ခုနဖန်ဆီးရမိတဲ့ကြားဖြတ်လုပ်ငန်းမှာပါဝင်ပတ်သက်တဲ့လူတွေကိုဖမ်းပြီးရင်တချို့ BGF ပဲဖြစ်ဖြစ်တချို့ကရင်လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ်ဒီလိုပဲလွှဲလိုက်တာပဲဒါပေမဲ့တရားဥပဒေအရသက်ဆိုင်ရာနိုင်ငံတွေရဲ့တရားဥပဒေအရဒီလူတွေကိုစစ်ဆေးမေးမြန်းပြီးတော့ဒီလူတွေကိုဘယ်သူကဘယ်လိုမျက်နှာစာမှာထားတဲ့အဖွဲ့အစည်းတွေကနေတဆင့်ဒီလိုနေရာမျိုးတွေကိုရောက်အောင်ခေါ်လာတာလဲဆိုတာကိုကျွန်တော်တို့တခါမှဒီလိုစစ်ချက်တွေပေါ်မှာရရှိလာတဲ့သတင်းအချက်လက်တွေကိုပြန်တင်ပြတာကျွန်တော်တို့မတွေ့ရဘူးမီဒီယာတွေမှာဆိုလိုချင်တာကဗျာအာဏာလက်ဝယ်ရှိတဲ့လူတွေပါဝင်ပတ်သက်နေတဲ့အစိတ်အပိုင်းကိုတော့ကျွန်တော်တို့ကမတွေ့ရဘူးဒါပေမဲ့ဒီမှာကတော့ထိခိုက်နစ်နာသူနဲ့ victims ပေါ့ထိခိုက်နစ်နာသူတွေရဲ့အပိုင်းကိုပဲကျွန်တော်တို့က focus လုပ်နေသမျှကာလပတ်လုံးဒီကြားဖြတ်တဲ့လူလိမ်ကိုင်းတွေ scam centers တွေရဲ့တကယ်အရင်အမြင့်ရင်းနှီးမြှုပ်နှံတဲ့လူဥဆောင်လုပ်ကိုင်တဲ့လူငွေကြေးခွာချတဲ့လူတွေအဖွဲ့အစည်းတွေရဲ့ကို
ဘယ်လိုအဖွဲ့ဘယ်လို company ဘယ်နိုင်ငံကဘယ်သူတွေကဥဆောင်နေတာလဲကိုဆိုတာကိုမထုတ်ပေါ်နိုင်သမျှကာလပတ်လုံးကျွန်တော်တို့ကတော့ဒီလိုကရင်အဖွဲ့အစည်းတွေပဲဖြစ်เนาะလက်နက်ကင်ကရင်အဖွဲ့အစည်းတွေကိုကျွန်တော်တို့ကတော့အားလုံးအပြစ်ပုံချတာကလည်းဒါမတရားဘူးဒါမမှန်ဘူးလို့ကျွန်တော်ကတော့မပြည့်စုံဘူးလို့ပဲကျွန်တော်ယူဆအဲ့လိုပဲပြောပြစေဒီကြားဖြတ်လုပ်ငန်းကိုစတင်ပေါ်ပေါက်လာဖို့အတွက်ဒီနေရာဒီဒေသတွေမှာယင်းနှိမ့်မြုပ်နှံမှုလုပ်တဲ့အဖွဲ့အစည်းတွေဒီလိုယင်းနှိမ့်မြုပ်နှံမှုမျိုးတွေကိုခွင့်ပြုခဲ့တာနေပြည်တော်ကခွင့်ပြုခဲ့တာပဲလေကျွန်တော်တို့ဟိုစားဖန်ကနေပြီးတော့ရွှေကုတ်ကနေပြီးတော့ဒါတွေကိုခွင့်ပြုခဲ့တာမဟုတ်ဘူးဒီလိုယင်းနှိမ့်မြုပ်နှံမှုမျိုးတွေကိုကျွန်တော်တို့နေပြည်တော်မှာရှိတဲ့အာဏာပိုင်အဖွဲ့အစည်းတွေကနေပြီးတော့ပဲခွင့်ပြုခဲ့တာနောက်ဆုံးသူတို့ကလုံမယ်ဆိုတဲ့အလုပ်ကိုမလုပ်ဘဲနဲ့မလုပ်ရဘူးဆိုတဲ့အလုပ်ကိုသူတို့လုပ်တာဆိုတော့ဥပဒေချိုးဖောက်တာလည်းပဲအဲ့ဒီနိုင်ငံရဲ့ဥပဒေကိုချိုးဖောက်နေတာပဲကျွန်တော်တို့ရဲ့ဥပဒေကိုလာချိုးဖောက်တာလည်းမဟုတ်ဘူးလို့ကျွန်တော်တို့ကလည်းပဲကျွန်တော်တို့သက်ဆိုင်ရာနေရာဒေသမှာရှိတဲ့ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းအဲ့လိုဥပဒေသတ်မှတ်ထားပြီးတော့လုပ်နေတာမှမဟုတ်ပဲဘူးဆိုတော့တစ်ချက်ကတော့သူတို့လာရငန်းချောင်းကသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကိုပဲလာတာဒါတစ်ခုပြီးတော့နောက်တစ်ခုကတော့ဒီ victims ပေါ့နော်ထိခိုက်နေတာသူတွေနော်မတရားဟိုစားခေါ်ဆောင်ပြီးတော့ဟိုစားစီယုံပြီးတော့ဟိုစားခိုင်းခံရတဲ့နော် scammer ဖြစ်အောင်ခိုင်းခံရတဲ့လူတွေလာတာကလည်းပဲသူတို့လာတာကကျွန်တော်တို့သက်ဆိုင်ရာနိုင်ငံတွေကနေတစ်ဆင့်passport တွေ visa တွေနဲ့ရှောက်ပြီးတော့လာတာပဲလေသူတို့ဟိုစားသူတို့ကကျွန်တော်တို့ကိုဟိုရွှေကုတ်ကိုနိုင်ငံတကာလေဆိပ်ကိုတန်းလာတာမှမဟုတ်ပဲဆိုတော့သူတို့ကအဲ့ဒီကနေလာတဲ့ခါကျတော့ဆိုင်ရာအာဏာပိုင်တွေရဲ့ပါဝင်ပတ်သက်မှုဒါမှမဟုတ်သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ပေါ့ရော့မှုဒါမှမဟုတ်သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ဟိုစားနိုင်ငံမှာရှိတဲ့အာဏာပိုင်တွေရဲ့ဒီလူတွေလာရလမ်းကြောင်းကိုဖွင့်ပေးနိုင်တဲ့အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ပါဝင်ပတ်သက်မှုတွေတို့ဒီဟာတွေကိုဖိနှိပ်နှိမ်နင်းဖို့အတွက်ကအခက်အခဲရှိနေတယ်လို့ပဲကျွန်တော်ယူဆ